包子，手边手上面台，那嘞到嘞，OK 说，好，那不进到我ပြန်ပြီးတော့မယ်နော်အသက်ရှုလုံးလေးပုံကြည့်မှာလေးတော့နေOK 说，好，猫也有人，那里有就是按照都ထားလိုက်မယ်ကျောင်းလေးစုထားမယ်လက်ကကျန်းကျင်နဲ့ကတ်ထားနော်လက်ကကျန်းကျင်နဲ့ကတ်ထားပြီးခြေကိုမှမယ်ခဏတော့အပေါ်ကမှမယ်ဘာလို့ကျန်းကျင်နဲ့ကတ်မယ်ဒီအလေးကနော်ကျွန်တော်တို့ဒီဘက်စီချဖို့တော့များကြီးအထောက်အကူဖြစ်စေပါတယ်အသက်ရှုမှထောက်ဝငါနေတော့နေရှောက်ဟောနောက်တစ်ချက်ဒါလည်းပြန်ပြီးကြိုးစားရအောင်လက်တကြည့်တောင်းရအောင်အသက်ရှုမှထောက်ထိုင်ငါနေတော့နေအဲ့ဒီအတိုင်းပဲလည်းလေးကိုရင်ပတ်ငါမှထောက်တောင်းဆက်တော့ငါနေတော့နေဒီအောက်ရှောဟုတ်ပြီဒီကကြရင်ဆက်လို့လည်းချေထားလိုက်ဒီလိုပဲကြောလာလာလို့ဆက်ရရဒီဆက်ခေါ်ရရှုမထောက်မငါလေတော့ဆက်နေဒီရှောโอเคကျောင်းလေးကိုနည်းနည်းချေထားအတိုင်းပဲဒီပွေးကြည့်ပါဟောဒီလက်ကခြေဖြားနှင်းပြီးကိုင်ကြည့်မယ်နော်ကိုင်ကြည့်မယ်ပြီးတော့လည်းခဏကိုဒီခြေပလန်းကိုတောင်းပန်းနဲ့ကပ်ဖို့ကြိုးစားကြည့်မယ်နော်အဲ့ဒီကပ်ထားအတိုင်းရင်ဘက်ကိုမှာကြည့်မယ်အသက်ရှုဟောငါလေးတော့နေတိရှောက်ဟောပြီဒီခါကျရင်ဒူးရလည်းဆက်မယ်နော်ဒူးဆက်မယ်ကျော်မယ်နော်ခြေပြားကိုင်ထားတဲ့အတိုင်းကျိုးစားကြည့်မယ်အသက်ရှုဆက်ထောက်ထိန်းတာငါလက်တော့နေတိရှောက်ဟောပြီဒီမှာဒီခရရတဲ့ဒီခြေချင်းကိုတော့တိုင်လို့ရတယ်နော်နောက်တစ်ချက်အသက်ရှုထောက်ဆက်ရှောโอเคနောက်တစ်ချက်ပြန်ပြီးတော့ဒီစားလို့တာအသက်ရှုထောက်โอเคရှောဟောဒီဒီချင်းရှောလည်းရင်ဘာနာထောက်ထားတဲ့အတိုင်းလဲရှုဟောဒီလေးဖက်တဲ့ပုံစံပြန်ပြီးနေမယ်နော်ဒူးတစ်ဖက်ကိုပြင်ရနည်းနည်းပဲချဲထားတဲ့အတိုင်းပဲပါပီပို့ကိုတော့လိုက်မယ်လည်းလေးအရှိကိုဆက်ဒီအကျိုးဖြစ်ချအဲ့မှာဒီပါဝတ်တဲ့ဖြစ်နေရမယ်နော်ဟောဖြစ်ချဟောဒီရှုထစေကြတာပါပြီးတော့ဖြစ်ချင်အနောက်ကိုဆော့ချိုင်းဘူးစလေးနဲ့ခဏလေးနားမယ်ဘယ်လိုရရင်ဘယ်လိုနားမယ်ဘယ်လိုမရဘူးဆိုရင်လက်တီးဆုပ်ကိုဆင်ပြီးတော့နှစ်ဖူးအောက်မှာထားပေးမယ်ရှူသွင်းရှူထုတ်ငါးကြိမ်ဟုတ်ပြီပြီးမှလေးဒူးအောင်ချောက်
前套没 OK ရှူတွင်းမှာရှူထောက်ပါဟုတ်ပြီလေးဖက်ထောက်ပုံစံပြန်ပြီးတော့နေမယ်နော်လေးဖက်ထောက်အခုဒီနေ့ဆိုကျွန်တော်လက်ခဏထောက်တဲ့အကွက်ဒီပါပါတယ်ဆိုတော့စားလေးချင်းလေးတူတွေဆိုရင်ဒီလက်ပေါက်ဝတ်တင်နောက်ရက်ကနည်းနည်းနားလိမ့်မယ်ဒါဆိုရင်ဆရာမလို့ဘူးနော်အရန်နားရဆိုတရက်လောက်နားပြီးဟုတ်လို့ရှိရင်ဆက်ပြီးလေးချင်းပါဒါမှပို့ပြီးတန်မာလာလိမ့်မယ်နော်နောက်ချေဖြောက်ခောက် downward facing dog ဟုတ်ပြီပြီးတော့အရှိလက်နှစ်ခုကြားကိုကြည့်လိုက်မယ်အရှိလက်နှစ်ခုကြားညာချေကိုထည့်မယ်မရလို့ရှိရင်ဒီလိုမှာပြီးထည့်မယ်ရှေ့ကျူးကိုမယ်နောက်ကကျူးချအခြေပမိုးချမယ်နော်အဲ့ဒါရှေ့ကဒူးလေးချေချင်းဝင်တဲ့ရှိနေရဟုတ်ပြီကွာတလောက်ပဲရန်တလောက်မှာပဲနေပြီတလောက်ရန်တလောက်မှာနေပြီမယ်ဒီထက်လည်းလည်းအပေါ်ဆန့်ကြည့်မယ်နော်အသက်ရှူပြီးတော့ဆန့်ရှူထောက်ရှူတဲ့ရှူထောက်ငါကျshot ဟုတ်ပြီလည်းအရှိမထောက်မယ်လည်းရှိမထောက်မယ်နော်နောက်ချေဖြောက်ခောက်ဒူးဆန်နောက်ချေဖြောက်ခောက်ဒူးဆန်နောက်ကချေဖလောင်းကလေးဒီလိုရေးမကြဘူးနောက်ချေဖလောင်းတစ်ချက်ချင်းနဲ့ဒီလိုအရှိအမြိုင်ဘူးတဲ့အဖြစ်နေရမယ်ရှေ့ဒူးကွေးထားတဲ့ပေါင်ကိုညှစ်ကြည့်မယ်ကဲ warrior 1 2 3 shoot တော့ရှူတော့နဲ့ထိန်းမယ်ငါကျိုးစားမယ်ကျိုးစားမယ်ပိုက်ဒီဆက်နဲ့ခံစားရဟုတ်တော့ဒီရှော့လည်းရှိမှထောက်နောက်ကဒူးချချေဖမိုးချရှူရှေဒူးလေးကိုစမ်းကြည့်မယ်ရှေဒူးလေးကိုစမ်းကြည့်မယ်ခြေပြားဖိထားမယ်ဟုတ်ပြီကိုတလောက်ရန်တလောက်ပဲနော်တလောက်ရန်တလောက်ပဲရာတလောက်လေးဒီမှာဖြည်းဖြည်းချင်းရာတလောက်လေးဖြည်းချကြည့်မယ်ရာရနေထားမှလည်းနေပေးမယ်ကျမတို့ချက်ချင်းရမှာမဟုတ်ဘူးကိစ္စမရှိဘူးခြေတုံးချက်သားတွေတင်းနေတယ်နော်ဟုတ်ပြီရှေ့ခြေဖြားလေးရတော့လေကိုကြည့်ဟိုးဆွဲဆန့်တော့ခံစားနေရနော်ငါအသက်ရှူပါထုတ်ပါလေတော့အတမအောင်ထားဘူးနော်နေโอเคရှေ့တူလေးပြန်ကိုလည်းရှိပါမိအောင်ထောက်ထားနောက်ချီဖြာခောက်ဒူးဆက်ရှေးကညာချီအနောက်ကိုပို့ပြီးတကန်းလေးရင်ထားဒူးချရင်တလည်းတစ်ခုကြားကိုပေါ်ချချေဖမိုးချရှူ upward facing ဦးကောင်းမနောက်ချီဖြာခောက်ရှူထောက်downwardကဒီမှာဒီချီအရှိဘတ်တဲ့လည်းမနဲ့တူပြီးကအလေးစင်တာမှာမသွားရဘူးနော်ရှေ့ဒူးကိုနောက်ကဒူးချချေဖမိုးချရှေ့ဒူးလေးချေချုံးနဲ့တဲ့အကျူစားတင်ပါဖိချလေ့ကျင့်ထိုင်ရတော့ကတဲ့ရသွားနော်သူပါရမယ် Okay ကိုနိုင်တော့လေကျိုးစားမယ်အသက်ရှူတော့ရှူကိုငါးချိန်